တန်းနဲ့ချီချမ်းသာတဲ့စာချုပ်ဝင်စနီးစီကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တေချာဟန်ဆောင်ခဲ့တာနှစ်ရှိပြီးလွတ်လွတ်လပ်လပ်နဲ့အေဂျင့်နဲ့ဘဝမှာနေထိုင်ခဲ့တဲ့ဈေးဝယ်စင်တာမှာသူမနဲ့ပြန်ဆောင်လိုက်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးကျွန်တော်တက်စင်ကန်ထဲကိုတမိနစ်လောက်ခန့်ဝင်လိုက်တာသူမကကျွန်တော်နောက်ကနေချောင်းကြည့်ပြီးတတိလက်အောင်ရိုက်နှက်ကခေါ်ဆောင်သွားခဲ့တယ်ကျွန်တော်နိုးလာတဲ့အခါခလိုအီကတကားကိုတွန်းဖွင့်လိုက်တယ်သူမရဲ့မျက်လုံးတွေထဲမှာယူသွမှုတွေနဲ့ပြည့်နှက်လို့ကျမရဲ့ခင်ပွန်းရှင်လွန်ခဲ့တဲ့နှစ်ကတည်သွားပြီလို့ကျမထင်ထားတာရှင်ဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲခင်ပွန်းရှင်ကျမကိုထပ်ပြီးစွန့်ပစ်ဖို့ကြိုးစားတာအရန်ဆိုးတာပဲကျွန်တော်နာမည်အီတန်ပါလွန်ခဲ့တဲ့နှစ်ကမတော်တဆမှုတစ်ခုမှာကျွန်တော်တေဆုံးခဲ့တယ်လို့ဟန်ဆောင်ခဲ့ပြီးအီတန်ဟောင်းကိုထာဝရစွန့်ပစ်ခဲ့တဲ့တန်းနဲ့ချီတဲ့ငွေကြေးရဖို့အတွက်စာချုပ်ဝင်စနီးခလိုအီရဲ့ဘေးမှာ9နှစ်ကြာအိမ်ထောင်ရေးသဘောတူညီချက်နဲ့နေပေးခဲ့တဲ့အီတန်ဟောင်းပေါ့ဒီရှည်ရလာတဲ့9နှစ်တာကိုကျွန်တော်ဘယ်လိုတော့ခံခဲ့မှန်းမသိတော့ပါဘူးခလိုအီဆိုတာနမိကြားယုံနဲ့တင်ကျွန်တော်ကြော်တဲ့စိတ်ခနဲဖြစ်သွားစေတဲ့မိမမျိုးပါစာချုပ်တက်တန်းကုန်တာနဲ့တသက်စာချမ်းချမ်းသာသာနေနိုင်လောက်တဲ့ငွေပမာဏအမြောက်များကိုယူပြီးနောက်ပြန်မလဲပဲထွက်ပြေးခဲ့တယ်တေချာဟန်ဆောင်တာဟာသူမစီကနေရာနှုန်းပြည့်လွတ်မြောက်နိုင်မဲ့တခုတည်းသောနေလန်းဖြစ်ခဲ့တယ်နှစ်ကုန်လွန်သွားခဲ့ပြီးဘန်ကောက်ထဲမှာတန်းနဲ့ချီတဲ့ငွေတွေနဲ့ရီဘာစီတီမှာဒီနှစ်လုံးဖရင်တပားလိုစံစားခဲ့ရတဲ့နေ့စဉ်ရတဲ့အတိုးတစ်ခုတည်းနဲ့တင်ဘာကိုမှပူစရာမလိုပဲစားတော့ပျော်ပါနိုင်တယ်ကျွန်တော်ရဲ့တူးတဲ့သောမိသားစုဝင်ဖြစ်တဲ့အမဖြစ်သူဆိုဖီယာနဲ့ချစ်စရာကောင်းတဲ့တူမလေးလိုင်လာတို့ကိုမွေးရမြေကနေရီဘာစီတီကိုခေါ်လာပြီးကျွန်တော်နဲ့အတူနေထိုင်စေခဲ့တယ်လိုင်လာကသူငယ်တန်းပဲဆက်တက်ရသေးပေမဲ့အကောင်းဆုံးကျောင်းနယ်မြေမှာအိမ်တလုံးဝယ်ပေးခဲ့တယ်ငယ်သူငယ်ချင်းရောငယ်စဉ်ကလေးကအရင်နှီးဆုံးညီအကိုလိုဖြစ်တဲ့တိုင်လာနဲ့လည်းပြန်ဆောင်ခဲ့တယ်ကျွန်တော်စိုက်ထုတ်ပြီးသူကစီးပွားရေးကိုဦးစီးလုပ်ကင်နေကျွန်တော်တို့ရီဘာစီတီတခွင်မှာလုပ်ငန်းခွင်ဌာနအများပြားကိုလွှမ်းမိုးထားနိုင်ခဲ့တယ်သူထေးအဖြစ်အေးဆေးထိုင်ပြီးနေ့တိုင်းအစီရင်ခံစာတွေကိုစစ်ဆေးရုံနဲ့တင်အပင်ပန်းမခံပဲငွေလွယ်လွယ်ရှာနိုင်ခဲ့တယ်တိုင်လာရဲ့စကားနဲ့ပြောရရင်သူကကြဲကြဲလောင်လောင်ရေမောရင်အီတန်မင်းကငါဘွားရဲ့စံပြပဲကွာတက်ရှိထင်ရှားအကောင့်ထဲပြတဲ့ကံကောင်းခြင်းနဲ့ဖျားပဲလို့တဟာဟာရေမောခဲ့တာပါညတညမှာတိုင်လာနဲ့ကျွန်တော်လမ်းကြားတဲ့ကညဘက်လမ်းဘေးစားဆိုင်မှာအစားအသောက်တွေစားနေကြတယ်သူကအကင်စုပ်ကိုဝိုင်းရင်ပါဆက်ပြည့်နဲ့ရေရွတ်တယ်မိုက်တယ်အီတန်မင်းခလိုအီလိုရေခဲပြင်မနာမှာငါနှစ်ဆက်တိုက်တစ္ဆာရှိအလိုလိုက်အကြိုက်ဆောင်ပေးနေတော့တကယ်တန်ရောစင်ရှိနေတာလို့ငါရိုးရိုးသားသားထင်ခဲ့တာမင်းတကယ်လုံနိုင်ခဲ့တာပဲမင်းကငွေယူပြီးထွက်ပြေးဖို့အတွက်ပဲသူထေးမလေးနာမှာငါနှလုံးပုံအောင်နေခဲ့တာကိုငါဆိုမင်းဘာမှမလုပ်ရတော့ပဲကြောတို့မရှိတဲ့ကောင်သူမနောက်ပဲထာဝရလိုက်နေမယ်ပိန်းစိမ့်ကြီးလို့တောင်ထင်မိတာငါကောအဲ့လိုလှုပ်ချင်ပါမလားကွာဒီငါနှလုံးဘာတွေကြုံခဲ့ရလဲဆိုတာငါတယောက်ပဲသိတယ်ခလိုအီကခက်ခဲလုံးနဲ့မင်းမတယောက်စကားနဲ့ပြောရရင်ကုန်နိုင်မှာမဟုတ်ဘူးအရေးကြီးတာကငါပိုက်ဆံရခဲ့ပြီးတော့ငါရဲ့လွတ်လပ်မှုပေါ့နောက်ထပ်ဘာမှမပြောချင်တော့ဘူးဒါဟာငါအမြဲတမ်းလိုချင်ခဲ့တဲ့ဘဝပဲအိမ်ပြန်ရောက်တော့အမဖြစ်သူဆိုဖီယာကနှွေးထွေးရဲ့အင်ဂျက်ထမင်းဟင်းတွေကိုပြင်ဆင်ထားပြီးအီတန်ပြန်ရောက်ပြီလားလက်ဆေးပြီးလာစားတော့ဦးလေးရဲ့ဇနီးဟောင်းကတကယ်ပဲအရန်ရက်ဆက်တာလားအဲ့ဒါကြောင့်ဦးလေးကတေချာဟန်ဆောင်ပြီးတိတ်တိတ်ကလေးထွက်ပြေးလာတာလားဟုတ်တယ်မဟုတ်လားလိုင်လာရှောက်မပြောနဲ့ကလေးတွေကဘာမှမသိပါဘူးဦးလေးကကဘာကြီးကိုကဲတင်ဖို့နဲ့ဘီလိန်ကြီးကိုအနိုင်ယူဖို့ထွက်သွားခဲ့တာပါဦးလေးကတကယ်ရဲဘော်ကြီးပဲသူမရဲ့အပြစ်ကင်းစင်နဲ့ပြုံးရှင်နေတဲ့မျက်နှာလေးကိုကြည့်ရင်ကျွန်တော်ရင်ထဲမှာနှွေးထွေးနူးညံ့သွားခဲ့တယ်စနေတနင်္ဂနွေမှာတော့တချင်းလေးထန်ဟန်နဲ့ SUV ကားတစ်ကြီးကိုမောင်းပြီးချလစွာတော့သူမလေးလိုက်လာကိုရီဘာစီတီရဲ့အကြီးဆုံးဈေးဝယ်စင်တာစီခေါ်သွားခဲ့တယ်ကျွန်တော်တို့ရွှေရောင်ဝင်းပြောင်နေတဲ့အစ်စ်မြင့်နိုင်ဆိုင်တဆိုင်ရှေ့ကနေဖြတ်သွားခဲ့တယ်ကောင်တာဘေးမှာရက်နေတဲ့လူရဲတစ်ခုကိုကျွန်တော်ရုတ်တရက်မြင်လိုက်ရတယ်သူမကခေါင်းလေးနင်းနေဆောင်ပြီးမှန်ကောင်တာတဲကနိုင်ရီတွေကိုစိုက်ကြည့်နေတာပါဒီဘေးဆောင်ရုပ်တွင်ကိုမြင်လိုက်ရတဲ့စက္ကန့်မှာပဲကျွန်တော်ရင်ကောင်းတစ်ခုလုံးဒိန်းခနဲ့ခုန်သွားတယ်ခလိုအီပဲသူမဒီမှာဘာလုပ်နေတာလဲသူမက Ocean City မှာပဲစီးပွားရေးလောကရဲ့အေးဆက်ထောက်လန်းတဲ့ဘရင်မဖြစ်သူမရဲ့အေးဆက်လာတဲ့စီးပွားရေးအင်ပါယာကြီးကိုအုပ်ချုပ်နေရမှာမဟုတ်ဘူးလားကျွန်တော်ခြေလမ်းတွေရက်တန့်သွားခဲ့တယ်မတိစိတ်ရဲ့အလိုရအဲ့ဒီမိမကတခုခုကိုအာယုံရသွားပုံမှာပဲခေါင်းကိုဖြည်းဖြည်းချင်းမော့ပြီးကျွန်တော်ကိုတက်တက်စိုက်ကြည့်လိုက်တော့ကျွန်တော်တို့မျက်လုံးတွေစုံသွားကြပြီးကျွန်တော်ခေါင်းထဲမှာပောက်ကွဲထွက်သွားတယ်လို့ခံစားလိုက်ရတယ်သူမရဲ့မျက်လုံးတွေကအေးဆက်နေတော့မဲဖြစ်ပေမဲ့မရေမရာပင်ပန်းနှွမ်းနယ်မှုတွေနဲ့ပြည့်နှက်နေတဲ့အရင်ကကျွန်တော်မတတိထားမိခဲ့ဘူးခလိုအီပြဖြစ်သွားရင်တော့ကျွန်တော်မှတ်မိနေမှာပါသူမတကယ်ကိုရီဘာစီတီမှာရှိနေတာပဲကျွန်တော်သွေးတွေချက်ချင်းခဲသွားတယ်လို့ပဲလက်တွေခြေထောက်တွေရေခဲလို့အေးဆက်သွားတယ်သူမလဲကျွန်တော်ကိုမြင်သွားတယ်ပထမတော့စက္ကန့်ပိုင်းမြတာဖြစ်ပြီးနောက်တော့အေးဆေးစွာပဲမျက်နှာလွှဲလိုက်ကဘေးကဖြစ်သွားတဲ့စိမ့်သက်သူတယောက်လိုပဲနာရီတွေကိုစက်ကြည့်နေခဲ့တယ်နေဦးတစ်ခုခုမားနေပြီးခလိုအီကအယောင်ရင်းနဲ့အဝတ်စားတွေကိုအမြဲတမ်းမုန်းခဲ့တာဒီလိုပင်ပန်းနှွမ်းနယ်ပုံပေါက်တဲ့မိတ်ကပ်မီဘယ်တော့မှမလိမ့်ဘူးတကူလုံးကပေးတဲ့ခန်းစားချက်ကလည်းလုံးဝတခြားစီပဲသူမကအရင်ကရိုးလို့မရတဲ့ရေခဲပရင်မကြီးမဟုတ်လားကျွန်တော်လူမားတာဖြစ်ရမယ်ဟုတ်တယ်လွဲတာဖြစ်ရမယ်ရီဘာစီတီကတကယ်ကိုကျေတာရုပ်ချင်းစင်တဲ့သူတွေအများကြီးရှိတာပဲမျက်စံနေတဲ့ရင်ကုန်တန်ကိုတင်းငိမ်အောင်ထင်းရင်တပြင်းပြင်းရှူလိုက်တယ်ဦးလေးဟိုမကြီးကအရန်လာတာပဲဒါပေမဲ့ဘာလို့အဲ့ဒီလောက်ဝမ်းနေနေတဲ့ပုံပေါက်နေတာလဲသူမလဲနာရီဝဲခြင်းလို့လားပိုက်ဆံမလောက်လို့များလားလိုင်လားသမီးလျှောက်တွေးနေတာပါအဲ့ဒီမကြီးကပျော်နေတဲ့ပုံမှာပဲဟိုဘက်မှာအယုတ်တွေတွားကြည့်ရအောင်ဦးလေးကွန်ထရိုကဝယ်ပေးရမလားဟုတ်ပြီလားကလေးတွေကအာယုံပြောင်းရလွယ်ပါတယ်ကျွန်တော်လိုင်လာကိုခေါ်ပြီးဆိုင်ထဲကနေအလက်တကြားထွက်ပြေးတယ်လို့ထွက်လာခဲ့တယ်ရင်ထဲမှာမြင်မရတဲ့လက်တစ်ဖက်နဲ့တင်းတင်းကြပ်ကြပ်ညစ်ထားတယ်လို့ခံစားရတယ်အယိုးတဲ့အထိစိတ်ဝင်နေတဲ့ဒီရင်းနှီးနေတဲ့ခံစားချက်ကဘယ်တော့မှအတူမဖြစ်နိုင်ဘူးတကယ်လို့သာသူမမှန်နေခဲ့ရင်ဘာလို့ရီဘာစီတီကိုရောက်လာတာလဲတိုက်ဆိုင်တာတက်ပဲလားဆက်ပြီးမတွေးရတော့ပါဘူးကားပါကင်စီပြန်ရောက်တော့ဝယ်ထားတဲ့အိတ်တွေကိုကားနောက်ဖုံးထဲထည့်လိုက်လာကိုခါပတ်တင်းတင်းစီပေးပြီးကားနိုးကထွက်လာခဲ့တော့တယ်အိမ်ပြန်ရောက်တော့ဈေးဝယ်စင်တာကအစ်မြင့်နိုင်ဆိုင်ထဲကမြင်ကွင်းကခေါင်းထဲမှာတပြန်ပေါ်လာခဲ့တယ်စဉ်းစားလေးပိုစမ်းကြယ်လေးပဲသူမတကယ်ဖြစ်နိုင်တယ်လို့ပိုယုံကြည်လာရတယ်ခလိုအီဆိုတဲ့နမီကကျွန်တော်ရင်ဘက်ကိုစူးတစ်ချောင်းလိုစူးဝင်နေပြီးစူးခနဲ့အောင်းတက်သွားစေတယ်ရေချိုးပြီးတက်ဆင်ပြီးတာနဲ့ငယ်သူငယ်ချင်းတိုင်လာစီကဖုံးလာတယ်အီတန်အပြင်ထွက်ခဲ့ပါဦးငါတို့သွားနေကြစကိုင်းကလပ်မှာအကျော်လျှော်နေရအောင်ငါတကားခံမယ်စကိုင်းကလပ်လားကျွန်တော်နင်းနေတွတ်ဆုပ်သွားတယ်တိုင်လာနဲ့ကျွန်တော်လွန်ခဲ့တဲ့နှစ်အတွင်းအဲ့ဒီကိုခဏသွားခဲ့ဘူးလေတကယ်ပဲအပန်းဖြေဖို့ကောင်းတဲ့နေရာပါစိတ်ထဲကတန်တရားတွေကိုအခုထိမဖြောက်ဖြတ်နိုင်သေးဘူးပတ်ဝန်းကျင်အပြောင်းလဲလုပ်လိုက်ရင်စိတ်မတက်မတာဖြစ်မှုတွေကိုမေ့သွားနိုင်မယ်ထင်တယ်ကောင်းပြီလေငါအခုပဲလာခဲ့မယ်မြင်လို့ပါကွာငါအောက်မှာစောင့်နေတာကြပြီတကယ်ပါပဲထွက်လိုက်တာနဲ့တောက်ပြောင်တဲ့အနီအောင်ပြန်ကားတစ်စီးကအောက်မှာရက်နေပြီးသားတိုင်လာကမိမိရသေးတဲ့ဆေးလိပ်ကိုနှုတ်ခမ်းမှာတက်ထားပြီးကားတကားကိုမိကပြုံးစီစီနဲ့မျက်စိတစ်ဖက်မိတ်ပြလိုက်တယ်လာပါအီတန်ဒီညတကယ်အထက်တန်းကြတဲ့ဘဝဆိုတာဘာလဲဆိုတာငါပြမယ်ကျွန်တော်တို့လမ်းမကြီးအတိုင်းအရှိန်နဲ့မောင်းထွက်ခဲ့ကြပြီးခဏအတွင်းမှာပဲစကိုင်းကလပ်ကိုရောက်သွားခဲ့တယ်ဝင်ပေါက်ကရွှေရောင်ဝင်းပြောင်ပြီးခဏလာပါတယ်တိုင်လာကကျွန်တော်ပခုံးကိုလက်တင်လိုက်ရင်
သူပိုင်တဲ့နေရာလိုမျိုးဝဝကြွားကြွားဝင်လာတာအဲ့ဂျိုမန်နေဂျာကသူ့ကိုမြင်လိုက်တာနဲ့မျက်နှာတစ်ခုလုံးပြုံးရှင်သွားပြီးငါတို့စီကြိုဆိုဖို့ရှောက်လာတယ်မစ္စတာတိုင်လာမစ္စတာအီတန်ကျွန်တော်တို့စီမလာတာတော်တော်ကြာပြီနော်ကြပါအတွင်းကိုကြပါဟေ့နားထောင်ဆန်းကအခြားစီးပွားရေးဆောင်တစ်ခုကိုထပ်ပြီးလွှဲပြောင်းယူလိုက်ပြီးလာမဲလာကြရင်အမျက်တွေဆဲရတော့မယ်အဲ့ဒါပြီးရင်မင်းတို့ညီအကိုတွေဟိုမှာသွားလဲလို့ရပြီမင်းတို့သဘောကျမှာတေချာတယ်အဲ့လောက်တင်းမှမနေစမ်းပါနဲ့ကွာကဲပါနေနီအဲ့လောက်ပြုံးပြဆန်းပါငါမရဲပဲမနေနိုင်တော့ဘူးဒီကောင်ကတော့လုံးဝပြောင်းလဲမသွားဘူးငါလည်းစိတ်လက်ပေါ်ပါသွားပြီးကြမ်းကျင်တဲ့ဝန်ဆောင်မှုကိုခံယူရင်းစိတ်ခံစားချက်တွေကိုတဖြည်းဖြည်းတည်ငြိမ်အောင်ထားလိုက်တဲ့ယောက်ျားတွေဆိုတာစိတ်ထွက်ပေါက်အတွက်ဒီလိုတီးတက်နေရမျိုးတကယ်လိုအပ်တာပဲငါတက်တောင့်တက်တာနဲ့အိပ်ပျော်ခါနီးမှာပဲတန့်စင်ကန်သွားခြင်းစိတ်ရုပ်တရက်ပေါ်လာလို့စိတ်အေးချမ်းမှုကိုနှောက်ယှက်လိုက်တယ်လို့ဖြစ်သွားတယ်အိမ်မှာညစာစားတော့ကစုပူပူတွေအများကြီးတောက်ခဲ့မိလို့ဖြစ်ရမယ်ဆိုတာငါတိလိုက်တဲ့တောက်တာလွန်သွားတာကိုကိစ္စပြီးလို့တီးတန့်ခန်းစီပြန်ထွက်မှာပဲငါရဲ့ခေါင်းနောက်စီကိုပြင်းထန်တဲ့နာကျင်မှုတစ်ခုကမဆိုင်မတော့ရုပ်တရက်ရိုက်ခတ်သွားတဲ့တုံးနဲ့အပြင်းထန်ရိုက်ခတ်လိုက်ရတယ်လို့မျိုးပဲငါမျက်စိရှိမှမောက်မိုက်သွားခဲ့တယ်အတန်တော်မထွက်လိုက်နိုင်ဘူးငါခန္ဓာကိုပျောက်ခွေသွားပြီးတစ်စက္ကန့်တွင်းမှာပဲတတိလက်မမျောသွားခဲ့တယ်ငါနိုးလာတဲ့အခါတယောက်ယောက်ကငါခေါင်းကိုတူနဲ့ထုရိုက်ထားတယ်လို့ပဲခေါင်းကကွဲထွက်မတက်ကြိုက်ခဲနေတာကိုပဲခံစားလိုက်ရတယ်မျက်လုံးကိုအနိုင်နိုင်ဖွင့်ကြည့်လိုက်တော့အရာအလုံးဝေဝါးနေတယ်ဒါပါရီချစ်ကုန်တာလဲဒီနေရာကဘာလဲတေချာကြိုတင်ကြံစီထားတဲ့ထောင်ချောက်တစ်ခုလားဒါမှမဟုတ်တိုင်လာကငါ့ကွယ်လုံးမှာတစ္ဆာဖောက်လိုက်တာလားမဖြစ်နိုင်ပါဘူးတေချာတယ်သူကအဲ့ဒီလိုလုပ်ဖို့တတိမရှိပါဘူးပြီးတော့အဲ့ဒီလောက်လဲညံမကောင်းပါဘူးရုပ်တရက်လေးထဲမှာလွင့်ပြက်လာတဲ့ရင်းနှီးနေတဲ့အနံ့တစ်ခုကိုငါရလိုက်တယ်ခနာကိုဘောကစက်တီးမွေးရင်းတွေအကုန်စိမ့်သွားတယ်ဒီနံ့ကိုပဲနေရာမှာမစုံငါမှတ်မိတယ်ဒါခလိုကြီးပဲသူမရဲ့ကိုပိုင်တီးတက်ဖန်တီးထားတဲ့ရေမွေးနံကဘာပေါ်မှာတခုတည်းရှိတဲ့အနံ့မဖြစ်နိုင်တာသူမငါ့ကိုဒီမှာဘလို့လုပ်တွေ့သွားတာလဲငါခုနကတင်ခက်ကအဲလဲရာမှာရှိနေတာလေတက်စင်ကန်သွားဖို့ပဲခဏထွက်လာခဲ့တာငါတော့တေချာပေါက်ဒုက္ခရောက်ပြီးခဏအကြာမှာပဲတကားကဖြင်းချင်းစွာပွင့်သွားတယ်ခလိုကြီးကတောက်ဖက်နဲ့တန်တောက်တောက်နဲ့အခန်းထဲရှောက်ဝင်လာတယ်တလန်းချင်းစီကငါနှလုံးသားကိုလာပြီးထိမှန်နေတယ်လို့ပဲသူမကငါ့ကိုဟန်ပန်မရှိတဲ့မျက်နှာထားနဲ့စိုက်ကြဤနေတယ်သူမရဲ့မျက်ဝန်းတွေကအမြဲလိုအေးဆက်နေတော့မဲ့ဒါပေမဲ့အဲ့ဒီအေးဆက်မှုရဲ့အောက်ခြေမှာငါနားမလည်နိုင်တဲ့ယူသွမှုအရေးအယောင်တစ်ခုကင်းဝတ်နေတယ်ဒီခန်းကိုမှတ်မိလားမျိုးသားလွန်ခဲ့တဲ့နှစ်ကကားမောက်ခံရပြီးတေသွားပြီလို့ထင်နေတာမင်းမှာဘာလို့အပိုးတက်တွေရှိနေရတာလဲမင်းတကယ်ဆိုတာပဲငါ့ကိုတယောက်တည်းထားခဲ့ဖို့ထက်ကြိုးစားပြန်ပြီးအဲ့ဒီနောက်ပိုင်းငါရဲ့ဘဝဟာအကုန်လုံးကိုအစင်တင်ခံယူနေရတဲ့ဘဝတစ်ခုဖြစ်သွားခဲ့တယ်ပုံမှန်အောင်ပြောရရင်လမ်းဘေးခွေးထက်တောင်ဆိုးတဲ့ဆက်ဆံခံရမှုမျိုးပေါ့ခလိုကြီးဟာရက်တိုင်းအချိန်မှန်ရောက်လာတတ်တဲ့အရသာရှိတဲ့အစားအစာတွေကိုယူဆောင်လာပြီးကုတင်ဘေးမှာထိုင်ကာကလေးလေးတယောက်ကိုချုံမော့နေတယ်လို့ငါ့ကိုတလုတ်ချင်းစီခွင့်ကြွေးလေးရှိတယ်အမှန်တမ်းပြောရရင်အစားအသောက်တွေကအရန်ရတာရှိပါတယ်အလွန်မင်းပိုင်ဆိုင်လို့စိတ်တွေပြည့်နေနေတဲ့သူမရဲ့မျက်ဝန်းတွေကိုတာငါလိလူရှုနိုင်ခဲ့ရင်ပေါ့ဒီနေ့မှာတော့သူမဟာမတရားစိတ်ကောင်းဝင်နေပုံရပြီးတချင်းတစ်ပုတ်ကိုတိုးတောင်းတောင်းကြီးဆိုနေခဲ့ဘဲသူမရဲ့တားနာတဲ့လက်ဆွဲအိတ်ထဲကနေအနီရောင်စာအုပ်ငယ်လေးတစ်အုပ်ကိုထုတ်ယူလိုက်ပြီးငါမျက်စိရှိမှလှုပ်ပြလိုက်တဲ့တောက်ပတ်တဲ့အနီရောင်ကြောင့်ငါမျက်စိတောင်ကျင်းသွားမတက်ပဲအဲ့ဒါကတေချာပေါက်မင်္ဂလာဆောင်လက်မှတ်တစ်ဆောင်ဖြစ်နေတယ်မင်းငါကိုစွန့်ပစ်လို့မရတော့ဘူးငါတို့ကတရားဝင်လက်ထက်စာချုပ်နဲ့တရားဝင်ဇနီးမောင်နှံတွေချစ်သွားပြီးသူမကအောင်နိုင်သူတယောက်လိုဝါမျိုးမတက်ပြုံးလိုက်တယ်ငါကထင်းများလက်ထက်စာချုပ်ကိုစိုက်ကြည့်ပြီးမှသူမကိုပြန်ကြည့်လိုက်မိတယ်အခုတော့ငါဟာဥပဒေအရတရားဝင်ချီနှောင်ချင်းခံလိုက်ရပြီးဒီလိုဘဝမျိုးနဲ့တလားလုံးကုန်လွန်ခဲ့တယ်မတိလိုက်ပါတိလိုက်နဲ့ပဲငါရဲ့ရုပ်ပိုင်းရောစိတ်ပိုင်းမှာလုံးဝအင်အားဆုပ်ယုတ်သွားပြီးစိတ်တက်ပြိုလဲခါနီအခြေအနေအထိရောက်သွားခဲ့တယ်ငါယူတော့မလို့ဖြစ်ရမလားတော့မဟုတ်ဒီမှာပဲထာဝရပိတ်လောင်ခံရတော့မလားလို့တွေးနေတော့မှပဲခလိုကြီးကစာရွက်ပါလေးတစ်ရက်ကိုကင်ပြီးအခန်းထဲဝင်လာခဲ့တယ်သူမရဲ့မျက်နှာမှာဝမ်းသာမှုစိုးရိမ်မှုနဲ့ဇဝေးစွာဖြစ်မှုစတဲ့စိတ်ခံစားချက်မျိုးစုံပုံကွယ်နေတဲ့စာရွက်ကိုငါမျက်စိရှိတဲ့မှာကမ်းပေးလိုက်ပြီးအတန်တုံတုံလေးနဲ့ပြောလိုက်တယ်အမျိုးသားငါမှာကိုဝင်ရှိနေပြီးငါအတွက်တော့မိုးကြိုးပစ်ချလိုက်တယ်လို့ပါပဲစစ်ဆေးမှုအဖြေပေါ်ကအပေါင်းလက္ခဏာကိုကြည့်ပြီးငါကောင်းတစ်ပြင်လုံးဗလာနဲ့ထိဖြစ်သွားခဲ့တယ်ကိုဝင်ရှိနေပြီးဟုတ်လားဒါဘသူကလေးလဲတခြားဘသူဖြစ်နိုင်ဦးမှာလဲသူမကမတိစိတ်နဲ့မတိမတာဝမ်းပိုက်ပေါ်လက်တင်ထားပြီးနင်းနေပူထွက်နေတဲ့ဝမ်းပိုက်လေးကိုငါကြည့်နေမိတယ်မဖြစ်နိုင်တာနာမျက်စိမားတာဖြစ်ရမယ်ဘိုက်ကလုံးဝနီးပါမတိတာသေးပေမဲ့ကျွန်တော်လုံးဝအံ့အားသင့်သွားပြီးစကားပင်မပြောနိုင်ပဲမင်းတက်သွားခဲ့ရတယ်ခုနကစားပြီးမင်းဒီအခန်းထဲမှာလွတ်လွတ်လပ်လပ်သွားလာလို့ရပြီးလို့သူကလုံးဝအရေးမပါတဲ့ကိစ္စတစ်ခုကိုပြောနေတယ်လို့တင်းငိမ့်တဲ့လေတံနဲ့ပြောလိုက်တယ်ကလေးကြောင့်ပဲကျွန်တော်အထူးခွင့်ရေးရလိုက်တာလားကျွန်တော်သူမကိုတစ်ချက်ကြည့်ပြီးခက်ရေးကြံနေသေးတဲ့အမာယူဟောင်းတွေရှိတယ်ကျွန်တော်လက်ကဝတ်တွေကိုပြန်ကြည့်လိုက်မိတယ်ထွက်ပြေးဖို့စဉ်းစားရင်ကျွန်တော်တွန့်ဆုတ်နေခဲ့တယ်ဒါပေမဲ့သူကကျွန်တော်ရဲ့ကလေးကိုလွယ်ထားတာလေကျွန်တော်အီတန်ဘလောက်ပဲမကောင်းတဲ့ကောင်ဖြစ်ပါစေမရတဲ့ကလေးကိုတော့ဘယ်တော့မှပြစ်မသွားနိုင်ပါဘူးဒီဇနီးဒီကလုံလုံကဲကဲယူသွတ်ပြီးတောင်းကျမ်းလုံးရင်တောင်းမှပေါ့ဒါပေမဲ့ကျွန်တော်ဘာလုပ်နိုင်မှာလဲမပြအေးဘူးဆိုရင်တော့လောလောဆယ်ကံကြမ္မာအတိုင်းပဲလွတ်ထားပြီးသူမစီစဉ်သမျှကိုလက်ခံရုံပဲရှိတော့တယ်ထွက်ပြေးပြီးတောင်းမဲလိုက်လို့လည်းရတာပဲကျွန်တော်ပေါ်ဖြီးစည်းနေတဲ့မောပန်းမှုတွေကမပြေပြောက်သေးပါဘူးကျွန်တော်သူမရဲ့ဘိုက်ကိုစိုက်ကြည့်လိုက်တဲ့အခုချိန်မှာတော့ဒါဟာကျွန်တော်အတွက်လွတ်မြောက်ခွင့်လက်မှတ်တစ်ခုဖြစ်တယ်လို့ကျွန်တော်ကိုပြန်လဲချီနှောင်ထားမဲ့ကျုံးမြင့်တစ်တစ်ခုလည်းဖြစ်နိုင်ပါတယ်ခလိုကြီးမင်းပါလို့ရီပါစီတီကိုပြောင်းလာတာလဲကျွန်တော်ကိုလာရှာတာလားရိုးသားတဲ့အဖြေရလိမ့်မယ်လို့တကယ်မမျှော်လင့်ပဲမေးလိုက်မိတာပါသူမဘလောက်ယူသွတ်လဲဆိုတာသိနေတော့ဒါဟာတိုက်ဆိုင်မှုတက်ပါဆိုတာဘယ်သူမှယုံမှာမဟုတ်ဘူးခလိုကြီးကမန်ရှိမှာရက်နေခဲ့တာပါကျွန်တော်မေးခွန်းကိုကြားတော့ဒုက္ခအမြတုံဆိုင်သွားတယ်အိုရှန်စီးတီးမှာရှိတဲ့ငါစီဝါရေးကလွန်ခဲ့တဲ့တစ်နှစ်ကလေးကလုံးဝတည်ငြိမ်သွားခဲ့ပါပြီအဲ့ဒီမြို့မှာငါအတွက်လေးလံပြီးဝမ်းနည်းစရာကောင်းတဲ့အမတ်တရားတွေအများကြီးရှိလုံးနဲ့ရီပါစီတီကရှုခင်းလဲလာတယ်လေတုလဲတန်ရှင်းလက်ဆက်တဲ့အနားယူရင်ဒေတာတွင်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကိုလေ့လာဖို့ဒီကိုပြောင်းလာတာပါဒီမှာပဲအခြေချဖို့တောင်စဉ်းစားနေတာသူပြောတာလုံးဝအစ်အမှန်ပုံပေါက်နေခဲ့တယ်ကျွန်တော်တောင်သူမရဲ့အလိညာကိုလုံးဝယုံသွားမလို့ဖြစ်သွားခဲ့ရတာသူမစိတ်လက်ပေါ်ပါနေတော့အခွင့်ရေးယူပြီးအဖြေရဖို့ကျွန်တော်အမြန်ပဲဆက်မေးလိုက်တယ်ဒါဆိုဈေးဝယ်စင်တာကအဲ့ဒီနေ့တုန်းကရောဈေးဝယ်စင်တာမှာမင်းနဲ့ဆုံတာကတော့လုံးဝတိုက်ဆိုင်မှုပါပဲနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့မြကလည်းတဘာဝအတိုင်းဆက်ဖြစ်သွားတာလေအထင်မလွဲပါနဲ့ဒါတွေအားလုံးကတိုက်ဆိုင်မှုတက်တက်ပါပဲပြီးတော့မင်းကတိတ်ဆိုးတာပဲအမျိုးသားရဲ့မင်းရဲ့ကလေးကိုပင်ပင်ပန်းပန်းလွှဲထားပေးရတဲ့တိမ်မွေးလာပါတဲ့ဇနီးတီရှိပါလျက်နဲ့ဘာလို့စကိုင်းကလတ်လိုနေရာမျိုးကိုသွားပြီးအခြားမျိုးသမီးတွေကိုရှာရတာလဲကျွန်တော်ရှင်းပြဖို့စူးစမ်းခဲ့တယ်တိုင်လာနဲ့ကျွန်တော်အဲ့ဒီကိုရိုးရိုးအနားယူနေနေဖို့ပဲတွားခဲ့ကြတာပါဘာမှမရှိပါဘူးဒါပေမဲ့သူကကျွန်တော်ကိုစကားဆက်ပြောခွင့်မပေးခဲ့ပါဘူးသူမရဲ့နှုတ်ခမ်းတွေကိုကျွန်တော်နှုတ်ခမ်းပေါ်တင်းတင်းကြပ်ကြပ်ဖိကက်လိုက်ပြီးကျွန်တော်ကိုမူးဝေမွန်းကျက်သွားစေခဲ့တယ်ပြီးတော့ကျွန်တော်အဲ့ရပေါ်ပြိုလဲကျသွားပြီးတက်မဲ့အမိုက်တရားတစ်ခုလိုဖြစ်သွားခဲ့တယ်ကျွန်တော်ခါတစ်ခုလုံးအပြင်းထန်ကြိုက်ခဲနေခဲ့တာတနေကုန်ဆောက်လုပ်ရေးလုပ်ငန်းမှာအလုပ်လုပ်ရတာထပ်ပင်ပို့ပြီးမောပန်းနေခဲ့တယ်ကဲပါမင်းအခုကျွန်တော်ကလေးကိုလွယ်ထားပြီးပဲကျွန်တော်နောက်ထပ်ထွက်မပြေးတော့ပါဘူးဟုတ်ပြီလား
ကျွန်တော်လိုက်ရောညီထွေဖြစ်အောင်အလိုက်တင်စကားပြောပေးတာကိုခလိုအီကကျင်းနဲ့သွားပုံရတယ်သူမရဲ့နှုတ်ခမ်းထောက်မှာဂုံယူဝင့်ကြွားတဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်ကျွန်တော်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်ဒါဟာအခြေအနေကိုထိန်းချုပ်နိုင်ဖို့ကျွန်တော်အတွက်တစ်ခုတည်းသောအခွင့်အရေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့မင်းကျွန်တော်နဲ့အတူလူတစ်ယောက်စီလိုက်တွေ့ပေးဖို့လိုတယ်အဲ့ဒီလူကကျွန်တော်ဘဝရဲ့အရာရာပဲသူကကျွန်တော်ရဲ့တစ်ခုတည်းသောအစ်အမှန်မိသားစုတူတည်းသောအစ်အမှန်မိသားစုပဲယောဘလို့မိသားစုဝင်မျိုးလဲရတာပေါ့သွားတွေ့ချင်တာပေါ့ဒါနဲ့ကျွန်တော်ခလိုအီကိုကျွန်တော်ရက်ွက်စီကားမောင်းခေါ်လာခဲ့တယ်တို့တွေဘသူ့ကိုသွားတွေ့မှာလဲကျွန်တော်ပြောပြီးပြီလေကျွန်တော်ဘဝမှာတိတ်ကိုအရေးပါတဲ့သူပါဆိုကျွန်တော်ထပ်ပြီးမရှင်းပြချင်တော့ပါဘူးရှင်းပြလဲသူကယုံမှမဟုတ်တာကျွန်တော်အမရဲ့အပမန်တိုက်တန်အဝင်ဝကိုရောက်တော့ကျွန်တော်ခက်ခဲတဲ့တိုက်ပွဲတစ်ခုစီဥတီသွားနေရတယ်လို့အသက်ကိုပြင်းပြင်းရှူသွင်းလိုက်မိတယ်ဒါဟာကျွန်တော်တေးချင်းအောင်ဆောင်ပြီးကလေးကကျွန်တော်ရဲ့တစ်ခုတည်းသောမိသားစုဖြစ်တဲ့မမနဲ့ချစ်စရာကောင်းတဲ့တူမလေးစီတူမကိုပထမဆုံးအကြိမ်ခေါ်လာခဲ့တာပါခလိုအီနောက်ထပ်ဘလို့ယူသွတ်တဲ့အကွက်တွေထုတ်ပြောင်းမလဲကျွန်တော်မသိပေမဲ့စောစောနဲ့နောက်ကျရင်ဆိုင်ရမှာပဲလေကျွန်တော်တကားကိုခောက်လိုက်တီနဲ့လီလာရဲ့ချစ်စရာအတန်သေးသေးလေးထွက်ပေါ်လာတယ်ဦးနောက်ဆုံးတော့အိမ်ပြန်ရောက်ပြီပေါ့အိမ်ပြန်ရောက်ပါပြီတမီးလေးရကွက်တီဆိုသလိုပဲကျွန်တော်နောက်တဲ့ကနေဆူရှာတုံလောက်ဖွယ်အော်တန်တစ်ခုပောက်ကွဲထွက်ပေါ်လာခဲ့တယ်အီတန်နေပြင်မှာအခြားမင်းမတယောက်ကိုဝတ်ထားတာလားပြီးတော့ငါရှိတဲ့ကိုတောင်ခေါ်လာရဲတယ်ပေါ့လေ